Okay အခုဒီနေ့ကကျွန်တော်ဘာကိုလုပ်ပြပေးမှာလဲဆိုတော့ကျွန်တော် Gemini ကိုသုံးပြီးတော့ကျွန်တော် watermark remove လုပ်မယ် watermark ကိုကျွန်တော်ဖြောင်းမယ်ဆိုတော့အခုကျွန်တော်စမ်းကြည့်ရတဲ့အထက်မှာပြဿနာတွေလည်းအများကြီးရှိရပေါ့နော်ပြဿနာတွေလည်းအများကြီးရှိရဘာလို့သူတို့ကအခုကျွန်တော်ဟိုဟာကြည့်ပေါ့နော်ကျွန်တော်အခုသုံးနေတဲ့ဟာဆိုဒီမှာ pro မပါဘူးပေါ့နော် pro မပါဘဲနဲ့ကျွန်တော်သုံးမယ်ကျွန်တော် pro ပါတဲ့နေရာမှာကျွန်တော်ဒီစမ်းခဲ့တဲ့အခါမှာလည်းတစ်ချိန်ပဲကျွန်တော်ကန်ထူးပြီးတော့အဆင်ပြေခဲ့တယ်ပေါ့နော်ဒါနောက်တစ်ချိန်အဲ pro မှာတွားပြီးတော့စမ်းလည်းမရတော့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် analysis ကျွန်တော်လုပ်ရမယ့်ဟာကျွန်တော်မလုပ်နိုင်သေးဘူးပေါ့နော်မလုပ်အားသေးဘူးသို့ပေမဲ့ကျွန်တော်တခုစမ်းလာတယ်ပေါ့နော်ဗာလဲဆိုတော့ကျွန်တော်ရရှိခဲ့တယ်ကျွန်တော်ဒီကုတ်တွေပေါ့နော်ဒီကုတ်တွေကိုpro ပဲဖြစ်ဖြစ်ဟိုပါပေါ့နော် free version ပဲဖြစ်ဖြစ်အဲ့ Gemini နဲ့ကိုသွားထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့သူ့မှာကျွန်တော် application သွားလုပ်ခိုင်းတဲ့သဘောပေါ့နော်ကျွန်တော် review ကြည့်မယ် review တွေကနေပြီးတော့မှကျွန်တော်တို့ကပုံတင်ပြီးတော့ watermark တွေကျွန်တော်ဖြောက်မယ်ပေါ့နော်ဒါကိုကျွန်တော်ပြောလိုက်လို့ရှင်ဟာကျွန်တော်တို့လည်းသွားပြီးတော့လုပ်ကြည့်မယ်ကျမတို့လည်းသွားပြီးတော့လုပ်ကြည့်မယ်ဆိုသွားလုပ်ကြည့်ရပြဿနာမရှိဘူးအဆင်ပြေလို့အောင်မြင်သွားရင်ကျွန်တော်လက်ခုပ်တီးဖို့အဆင်သင့်ပဲပေါ့နော်ဒါပေမဲ့တချို့ကလည်းပြောမယ် watermark remove ပါတွေကွာ line မှာပေါ်တော့နေရပဲသွားတော့ကျွန်တော်ပြောရလေသွားတော့ပြီးတော့ Photoshop နဲ့လုပ်လို့လည်းရပါတယ်သွားလို့ကျွန်တော်ကကြတော့ကျွန်တော်လုပ်ပြတဲ့ဟာလေးပေါ့နော်ဒါလေးကကျွန်တော်စမ်းထားတဲ့ဟာလေးပေါ့နော်စမ်းထားတဲ့ဟာလေးကိုကျွန်တော်လုပ်ပြတယ်အဲ့ဒါကိုကြည့်ပြီးတော့အဆင်ပြေသွားတယ်ဆိုလို့ရှိရင်ကျွန်တော်လက်ခုပ်တီးရပေါ့နော်ကျွန်တော်ဝမ်းသာတယ်ပေါ့နော်အဲ့လိုလေးကျွန်တော်သွားပါတယ်ဟိုဆရာကြီးပုံစံနဲ့ဟိုတင်ပေးတဲ့ပုံစံမျိုးဆိုတာထက်ကျွန်တော်ဒါလုပ်တယ်ဒါအောင်မြင်ခဲ့တယ်ဒါကိုလုပ်ကြည့်ကြပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်သွားချင်တယ်ကျွန်တော်ခေါင်းစားခဲ့တဲ့အချိန်တွေကျွန်တော်ခေါင်းစားခဲ့တဲ့အရာတွေကိုကျွန်တော်ကနေပြီးတော့မှfree share ပေါ့နော်အခုကတော့ free share ပေါ့နော်နောက်ဆိုလို့ရှိရင်တော့ကျွန်တော် free share ဖို့အဆင်ပြေချင်မှပြင်မယ်ဘာလို့လဲဆိုတော့ကျွန်တော်အားစိုက်ရတယ်အများကြီးရှိရပေါ့နော်သိသွားရင်ဒါဘာမှမဟုတ်တာဘာမှမဟုတ်ခင်ဂျားထဲမှာခေါင်းစားရတာကိုကြာကြီးသူများကြီးပြောတာလည်းကျွန်တော်တွေ့ရပေါ့နော်တွေ့လို့ကျွန်တော်လုပ်ကြည့်ရအစပိုင်းမအောင်မြင်ခဲ့တာကြီးအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အခုလုပ်ပြပေးမယ့်ဟာလေးကတော့တော်တော်နီးစပ်တယ်ပေါ့နော်အခုကျွန်တော်ဆက်ပြီးတော့လုပ်ပြမယ်အဲ့တော့ကြည့်လိုက်ပေါ့နော်ကျွန်တော်လိုချင်လို့ရှိရင်ကျွန်တော်ဒီကုတ်တွေပေးမယ်အဲ့ကုတ်တွေကိုကျွန်တော်ရှီလာတောင်းပြီးသွားပြီဆိုလို့ရှိရင်အဲ့ကုတ်တွေကိုဒီနေရာမှာထည့်လိုက်ပေါ့နော်ဒါလူရဲလုတ်တက်နေပါပြီဒီနေရာမှာထည့်ပြီးရင်ဒီမှာ canvas ကိုရွှေ့လိုက်ပေါ့နော်ဒီ2ရနေပြီးတော့ဒီ canvas ကိုရွှေ့လိုက်ပြီးလို့ရှိရင်ဒါကလည်းဒီမှာ3 flap ပဲထားလိုက်ပေါ့နော် Gemini 3ကို flap ပဲထားလိုက်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ submit ကိုနှိပ်မယ်ပြီးသွားရင်ကျွန်တော်ခဏစောင့်မယ် internet line ကောင်းချင်းပုံမှာမူတည်ပြီးတော့မြန်ရတာလည်းရှိရယ်မြန်မရဘဲနဲ့ထိုင်ဆောင်နေရတာလည်းရှိရယ်ပေါ့နော်အဲ့တော့ခုကတော့ကျွန်တော်စောင့်ကြတာပေါ့ဗျာကျွန်တော်ဒီမှာ line လေးနည်းနည်းလေးကြာโอเคရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့စမ်းကြည့်မယ်ဆိုတော့ကျွန်တော်ပုံတစ်ပုံလိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပုံတစ်ပုံကျွန်တော်သွားရှာမယ်ပြီးရင်ဒီမှာကျွန်တော်ပုံတစ်ပုံတင်ပေးလိုက်မယ်ပြီးရင်ဒီဘက်ထိပ်မှာရှိရဲ Gemini ဒါလေးခဏနေရရွှေ့ရလိုက်ဒီ logo ကိုကျွန်တော်သွားပြီးဖြတ်မယ်ပေါ့နော်ဒီမှာလုပ်လို့ရတယ်အများကြီးရှိတယ်ဒါပေမဲ့ခဏထားလိုက်ပေါ့နော်မှာ contract တွေလည်းချိန်လို့ရတယ် okay အဲ့တော့ကျွန်တော်ဒီမှာ watermark remove ဒီမှာစုပ်တံအသုံးပြုရအောင် okay ကျွန်တော်စုပ်တံအသုံးပြုမယ်အဲ့တော့ဒီမှာ watermark လေးပေးလိုက်ဟာအဲ့ဒါရှိရနော်ဒီမှာတစ်ချက်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်စမ်းကြည့်မယ်ဒီမှာတစ်ချက်သွားပေးလိုက်တယ်okay ဒီပြန်ရသွားပြီပေါ့နော်ခုနက error ဝင်သွားတယ် okay အဲ့တော့ကျွန်တော် watermark ဖြတ်ရင်see okay နော် see okay မြင်တယ်နော်ပြီးတော့မှကိုယ့်ဘာသာကိုရှောက်ချိန်လဲချိန်ပေါ့ဗျာချိန်ပြီးလို့ဝါရဆိုလို့ရှိရင်ဒီမှာ download ကိုနှိပ်လိုက်sorry ဒီဟာကိုနှိပ်လို့ရှိရင်ဒီဘက်မှာပေါ်မယ်ဆိုတော့အဲ့ဒါကို download နှိပ်လိုက်ရင် download ကျသွားတယ်ဆိုလို့ရှိရင်ဒီကညီကိုမောင်မတို့ကျသွားတဲ့ download မှာသွားကြည့်လိုက်လုံးဝအရှင်းကြီးပဲပေါ့နော် very simple ပဲဟုတ်တယ်နော် very simple ပဲဆိုတော့ကိုယ့်ဘာသာကိုလုပ်ကြည့်မယ်ဆိုလဲလုပ်ကြည့်ပေါ့နော်ဒီလေးကိုသိရလူလည်းသိရဗျာမသိရလူလည်းမသိဘူးဆိုတဲ့အခါကျတော့စောရောကပြောခဲ့တဲ့အတိုင်းပဲဆရာကြီးလုပ်တယ်ဆိုတာတည်းကျွန်တော်သိတာတက်တာကိုကျွန်တော်မျှဝေရပေါ့နော်မျှဝေရကျွန်တော်အချိန်ကုန်ငွေကုန်ကျွန်တော်အများကြီးရ
ရင်းလာပြီးတော့မှရတဲ့အရာပေါ့နော်ဆိုတော့တချို့ကလည်းအများကြီးမရင်းမဲနဲ့ရခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်ဗျာဒါပေမဲ့သူတို့နဲ့ကျွန်တော်နဲ့မတူဘူးဗျာအဲ့လိုလေးတော့ရှိဆိုတဲ့ခါကျတော့ကိုယ့်ကိုလုပ်ကြည့်မယ်ဆိုလုပ်ကြည့်ပါတကယ်လို့ကျွန်တော်ရှေ့ကနေပြောမှဒီကုတ်တွေပေးပါဆိုပြီးတော့တောင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပေးပါတယ်ဒါပေမဲ့လကားတော့မပေးပါဘူးလကားမပေးပါဘူးကျွန်တော်ရဲ့ page လေးရှိပါတယ်လကားမပေးဘူးဆိုတာကလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ငွေမယူဘူးပေါ့နော်ငွေမယူသေးဘူးကျွန်တော်ရဲ့ page လေးရှိရယ်ကျွန်တော်ရဲ့ page လေးကိုshare ပေးပါ like and share လုပ်ပေးပါပေါ့နော် like and share လေးလုပ်ပေးရုံနဲ့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒီကိစ္စတွေကိုနောက်ပိုင်းကျရင်ကျွန်တော်တောက်လျှောက်ကျွန်တော် run မှာပေါ့နော် run တဲ့ခါကျလို့ရှိရင်လည်းနောက်ပိုင်းနေမှာကျွန်တော်ဒီ knowledge sharing ကို plain share တာထက်ပေါ့ plain share တာလည်းကျွန်တော် share မယ်ဒါပေမဲ့တချို့ကိစ္စတွေကျွန်တော်အများကြီးကျွန်တော်အားစိုက်ထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုကျွန်တော်အခချင်းကိုနည်းနည်းလေးတော့ကျွန်တော်ယူမယ်ပေါ့နော်သို့မဟုတ်ကျွန်တော် lifetime ကိုဘယ်လောက်ဆိုပြီးတော့ကျွန်တော်ယူကောင်းယူနေမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မှာအဲ့ရတဲ့ငွေကိုကျွန်တော်ဒီဘက်မှာကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရဲ့ knowledge တွေမြင့်အောင်လို့ကျွန်တော်အများကြီးသွားပြီးတော့လေ့လာပြီးကျွန်တော်ဒီမှာပြန် share မယ်ပေါ့နော်တစ်ခါလောက်ရင်းလာတယ်ဆိုလို့ရှိရင်အများကျွန်တော်လေ့လာသလောက်ကျွန်တော်သိလာသလောက်ကိုရကြမယ်ပေါ့နော်ရကြမယ်သိကြမယ်ပေါ့နော်တခြားလူတွေအကုန်လုံးသိကြမယ်အဲ့ဒီသဘောလေးတော့နောက်ပိုင်းကျရင်လုပ်ပါမယ်အခုတော့ဒါကိုဒီလိုလုပ်လို့ရတယ်ဆိုတာကိုကိုယ့်ဘာသာကိုသွားပြီးတော့လုပ်မယ်ဆိုလည်းလုပ်ကြပါသို့မဟုတ်ကျွန်တော်ရှိမှာကုတ်တွေလိုချင်တယ်ဆိုလို့ရှိရင်လည်းလာတောင်းပါပြီးတော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကျွန်တော်လုပ်ပြမယ်ဆိုတော့အဲ့ပုံကိုပဲကျွန်တော်သွားပြီးတော့ယူမယ်ပေါ့နော်တချို့ဟာလေးရောနည်းနည်းပါပြင်ရမယ်ဗျာတိရကိုယ့်ဘက်ကိုဒီမှာသွားပြီးတော့ဗမာလူကြီးသွားရိုက်လေရဗမာလူကြီးသွားရိုက်ပြီးတော့ပြင်ခိုင်းလိုက်လေရပေါ့နော်ဆိုတော့အဲ့မှာလည်းနောက်ပိုင်းနေခက်ခဲရှိရဆိုလဲကျွန်တော်လာမေးလို့ရပါတယ်ကျွန်တော်ပြပေးပါတယ်အခုလောလောဆယ်မှာတော့မှကျွန်တော်ဒီမှာထည့်လို့မရတော့ဘူးပေါ့နော်အဲ့ခါကျရင်ကျွန်တော် refresh လုပ်လိုက်ပါโอเคအဲ့ဒါဆိုပြန်ရပြီပေါ့နော်ပြန်ရတဲ့ခါကျရင်ကျွန်တော်တို့ပုံတင်ပါမယ်ဆိုတော့ပုံလေးပဲကျွန်တော်ပြန်တင်မယ်ပြန်တင်ပြီးတော့သူက before and after ဆိုတာဒီလိုလေးရွှေ့ရတဲ့ဟာလေးရှိတယ်အဲ့ဟာလေးမကြိုက်ဘူးဆိုရင်ကိုယ်ပြန်ပြီးတော့ဖြုတ်ခိုင်းလိုက်ပေါ့နော်သုံးဖို့မဖြုတ်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမူရင်းဆိုတဲ့ဘက်မှာပဲကျွန်တော်လုပ်မယ်ပေါ့နော်ဟိုဘက်ကိုညာဘက်ကိုကတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီ Gemini ဟာလိုကိုလေးကိုကျွန်တော်ဖျောက်ပါမယ်တချို့ကလည်းရှိရဗျာခေါင်းထဲမှာပြောရင်းနဲ့ပေါ်လာလို့ပေါ့နော်Gemini မှာပုံထုတ်တာလိုကိုမပါဘဲနဲ့ထုတ်လို့ရတဲ့နည်းရှိပါတယ်လို့လာပြောလိမ့်မယ်ပေါ့နော်အဲ့မှာလည်းကောင်းတဲ့ချက်ရှိလို့မကောင်းတဲ့ချက်ရှိရကျွန်တော်လည်းထုတ်တတ်တယ်Gemini မှာ logo မပါအောင်လို့ထုတ်တဲ့နည်းပေါ့နော်ရတယ်တချို့ကလည်းပြောမှာChatGPT မှာပဲ logo မပါဘဲထုတ်မယ်ဆိုလဲသွားထုတ်ပေါ့နော်ကျွန်တော်ပြောတာSU live ပေါ့နော်ဒီမှာတော့ကျွန်တော်သိတာကျွန်တော် share တယ်ဒါပဲပေါ့နော်တချို့ကရှိရလေဗျာGemini ChatGPT မသုံး Gemini မှာ Gemini လူတွေရှိရဗျာအဲ့ဒီလူတွေအတွက်ပေါ့နော်ကျွန်တော်ဒါကိုပြောပြတာသို့မဟုတ်ဒီ logo ဖျောက်ချင်တဲ့လူတွေပေါ့နော်တခြားနေရာမှာ logo ဖြစ်တဲ့ဒီ watermark ပေါ့နော် watermark ဖျောက်ချင်တဲ့လူတွေတခြားပုံတွေမှာပါကောင်းပါမယ်ဖျောက်လို့ရတာပေါ့နော်ဒီနားလေးမှာလာပြီးတော့ဖျောက်လို့ရတာပေါ့ okay ကျွန်တော်ဒီလေးခဏပြန် short လိုက်မယ်ကျွန်တော်စကားနည်းနည်းပြောတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ပြောတဲ့ဟာသူများသိအောင်လို့ကျွန်တော်ပြောရင်းနဲ့များသွားအဲ့လိုလေးပေါ့နော်သိစေချင်လို့စေတနာနဲ့သိစေချင်လို့ပြောရင်းနဲ့များသွားအဲ့တော့ကျွန်တော်တို့ဒီမှာစုတ်တန်သုံးမယ်ပြီးရင်ဒါကိုကျွန်တော်တို့သွားမှတ်မယ်တစ်ချက်လေးပဲမှတ်လိုက်တာနဲ့ကွက်တိမယ် okay အဲ့တော့ watermark ဖြတ်မယ်ပြက်ဒါပေမဲ့ဒီမှာတွေ့လားဒီနားလေးမှာနည်းနည်းမတည်သက်တာလေးရှိကျွန်တော်တခါကျရင်စီစားကြောက်တယ်နားလေးမှာနည်းနည်းမတည်သက်တာလေးတော့ဖြစ်သွားပြီပေါ့နော်ဒီနောက်ခံတာအဖြူဆိုရင်အဲ့ဟာအရာကြီးကပေါ်သွားလောက်တယ်တွေ့လားခုတော့ပေါ်ခြင်းနေအဲ့လောက်လေးတွေတော့ရှိတယ်အဲ့သဘောတရားလေးတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ပျောက်သွားရယ်နော်ဒါဆိုကျွန်တော်တို့ဒီ contract လေးနည်းနည်းလေးပို့သုံးလိုက်တယ်အလင်းမောင်လေးကျွန်တော်တို့နည်းနည်းလေးကိုက်လိုက်တယ်ရောင်စုပ်ပြမှုကိုဒါ animation ဆိုတာနည်းနည်းလေးစုပ်ပေးလိုက်ပြီးရင်ပြသားကြည့်လိမ့်မှုshapes ရှက်နေစမ်းပြောဘာပြောနေလဲမသိဆိုတော့အဲ့လိုလုပ်လိုက်ဒါထပ်တိုးလိုက်လို့ရှိရင်ပုံကပို့ပြီးတော့တက်ချာတွေပို့တက်လာတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်မကြိုက်လို့ရှိရင်ပုံလျှော့ရလိုက် okay အဲ့တော့ဒါကိုကျွန်တော်ထုတ်မယ်ဆိုလို့ရှိရင် enhance and ready for download ဆိုရင် download လုပ်ရင် ready ဖြစ်နေပါပြီ။ okay အဲ့တော့ကျွန်တော် download လုပ်လိုက် download လုပ်ပြီးတော့ download မှာတွားကြည့်လိုက်ပေါ့နော်။ okay ဒီနေ့ကတော့ဒီလောက်ပါပဲ။အဲ့တော့ကျွန်တော်ပြောလို့ပေါ့နော်။ကိုယ်သွားလို့မဆိုလဲသွားလို့တကယ်လို့ဒီကုတ်လေးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှလာတောင်းပါကျွန်တော်ပေးပါမယ်။ like and share လေးရောလုပ်ပေးပေါ့နော်။ okay အားလုံးပဲbye bye အဆင်ပြေကြပါစေ။